အမျိုးသမီးတွေလိုနားလည်အားခတ်တဲ့နေရာများနံပါတ်1အိတ်ချင်မူတူမြို့ကာဇက်စတန်နိုင်ငံမှာရှိတဲ့ခလာချီဆိုတဲ့မြို့လေးကတော့အင်မတန်အိတ်လို့ကောင်းတဲ့မြို့ဆိုပြီးနာမည်ကြီးပါအကြောင်းကတော့ဒီမြို့တဲကိုဝင်လိုက်တာနဲ့အလိုလိုအိတ်ချင်လာမှာမို့လို့ပါမြို့သားတွေကလည်းအချိန်ပြည့်ကိုအိမ်ငိုက်နေကြပြီးတော့မသိရတမျိုးလုံးအိတ်ဆေးခတ်ထားသလားမှတ်ရပါတယ်ဒါအောင်မယုံလို့ဆိုပြီးတော့သွားလဲတဲ့ခရီးသွားတွေပါတဝါဝါနဲ့တန်းပြီးပြန်လာခဲ့ရပါတယ်2013လောက်တုန်းကဆိုရင်မြို့ဝလူတွေအကုန်အိတ်ချင်လာပြီးတော့ရုတ်တရက်တပြိုင်နက်တည်းဆိုသလိုအိတ်ပျော်သွားကြပါတယ်တချို့ဆိုရင်ဘတ်စကားစီးနေတန်လန်းတွေကိုမတ်တက်ကြီးအိပ်ပျော်သွားကြတာပါအခုလိုဖြစ်ရတဲ့အကြောင်းရင်းကတော့မြို့အောက်ခြေမှာရှိနေတဲ့ယူရေနီယန်တထုတွင်းကြီးကြောင့်လို့ဆိုကြပါတယ်တချို့ကလည်းဒီတထုတွင်းကြီးနဲ့ဘာမှမဆိုင်ပဲနဲ့မြို့ကတင်စာတင်နေရလို့ဆိုပါတယ်တကယ်လဲမြို့သားတွေကိုစစ်ကြည့်လိုက်ရင်အိတ်ချင်နေတာကလွဲလို့တခြားဘာချမ်းမာရေးပြဿနာကမှမတွေ့ရပါဘူးရောက်ဖို့တဲ့သူတွေကလည်းဒီမြို့မှာအိပ်ရတာကတခြားနေရာမှာအိပ်ရတာထက်ကိုပိုပြီးစိန်ရှိတယ်လို့ဆိုပါတယ်ဒါကြောင့်လူကြီးမင်းတို့လည်းအိတ်ဆက်ချင်းကမှ favorite ဖြစ်တယ်ဆိုရင်ကလာချီဆိုတဲ့မြို့လေးကနေကြိုဆိုလိုက်ပါတယ်နံပါတ်2အဆုံးမတွေ့ရေတကွန်ဒီရေတကွန်ကတော့အစပဲရှိပြီးအဆုံးရှာလို့မတွေ့တဲ့ကဘာပေါ်ကကြောက်ဖို့အကောင်းဆုံးရေတကွန်ပဲဖြစ်ပါတယ်ဒီရေတကွန်ကကျင်းပေါက်ကြီးတစ်ခုလေးကိုစီးစင်းသွားပြီမဲ့ဗမာဆုံးသွားတယ်လဲဆိုတာကိုတော့ဘယ်သူကမှရှာမတွေ့ခဲ့ပါဘူးဒီတဲကိုပစ်ချလိုက်သမျှအရာအလုံးကချက်ပြောက်ငှက်ပြောက်ပျောက်သွားကြပြီးတော့ဘတော်မကိုပြန်ပေါ်မလာတော့တာဖြစ်ပါတယ်ဒါကိုသိချင်တက်ချင်တဲ့စာသုံးလုံးပညာရှင်တွေကရေတကွန်ရဲ့အဆုံးကိုရအောင်ရှာမယ်ဆိုပြီးတော့ထောင်နဲ့ချီတဲ့ရောင်စုံဘောလုံးတွေကိုတွင်းပေါက်တဲ့ပစ်ချကြည့်ခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲထောင်နဲ့ချီတဲ့ဘောလုံးတွေကိုတစ်လုံးမှတော့ပြန်ရှာမတွေ့ခဲ့ပါဘူးဒီရေတကွန်ကြီးကတော့မီနီဆိုရာပြည်နယ်မှာတည်ရှိပြီးတော့ကဘာကြီးရဲ့ပါဇက်ပေါက်လို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်လူချင်းမင်းတို့လည်းဟိုတိုက်မြင့်ကြီးပေါ်တက်ပြတဲ့သူလိုနာမည်ကြီးကျင်နေဆိုရင်စမ်းပြီးခုံချကြည့်ဖို့အကြံပေးကြနံပါတ်3မဒူဇာဂူအခုမြင်နေရတဲ့ဂူကြီးကတော့ဆောင်းတွဲတွေတိတ်ကြိုက်တဲ့ဂူကြီးတစ်ခုပဲဖြစ်ပါတယ်အင်္ဂလန်နိုင်ငံမြောက်ဘက်ပိုင်းမှာတည်ရှိပြီးတော့မဒူဇာဂူလို့လည်းနာမည်ကြီးပါတယ်ဒီဂူကြီးကိုမဒူဇာဂူလို့ခေါ်ရတဲ့အကြောင်းရင်းကတော့မိသည့်အရာကိုမဆိုကြောက်တုံးအဖြစ်ပြောင်းလဲဖြစ်နိုင်လို့ပါဂရိတနာကြီးတွေကမဒူဇာကလူတွေကိုအကြည့်တစ်ချက်နဲ့ကြောက်ရွံ့ဖြစ်စေနိုင်တယ်လို့ဒီဂူကြီးပေါ်ကနေကြောက်နေတဲ့ကြောက်ဆက်ရည်တွေကလည်းမိသည့်အရာကိုမဆိုကြောက်တုံးအဖြစ်ပြောင်းလဲနိုင်ပါတယ်ဒီဂူကြီးတွေကကြောက်တုံးကြောက်ဆောင်နေပေါ်မှာပစ္စည်းတစ်ခုတင်ထားလိုက်ရင်တပတ်လောက်ကြာပြီဆိုတာနဲ့သူ့လိုကြောက်တုံးဖြစ်ပြောင်းသွားတတ်ပါတယ်။ဝေါကြောက်ဆက်ပန်းဆွဲတွေကလည်းဒီလိုနည်းနဲ့ဖြစ်ပေါ်လာတာဆိုပေမဲ့ကြံတဲ့ဂူတွေကတော့နှစ်နဲ့ချီအောင်ကြာပြီးမှဖြစ်ကြတာပါ။ဒါပေမဲ့ဒီဂူကတော့တပတ်လောက်အတွင်းမှာတင်ကိုမိသည့်အရာကိုမဆိုကြောက်တုံးဖြစ်ပြောင်းလဲစေနိုင်ပါတယ်။ဒါကြောင့်ခီးသွားတွေကလည်းပါလာတဲ့ပစ္စည်းလေးတွေကိုကြောက်တုံးဖြစ်ပြောင်းလဲပြီးတော့အမတ်တရလက်ဆောင်နေနဲ့ပြန်ယူသွားတတ်ကြပါတယ်။ဒါပေမဲ့အများစုကဇုံတွဲတွေဖြစ်ကြပြီးတော့နေရာတိုင်းမှာဇုံတွဲပစ္စည်းတွေကြီးတွေ့မြင်နေရမှာဖြစ်ပါတယ်။အဲကြောင့်လူကြီးမင်းကကြီးစားမရှိဘူးဆိုရင်တော်တော်လေးမျက်နှာငယ်ရမယ့်ဂူကြီးတစ်ခုပဲဖြစ်ပါတယ်။နံပါတ်4မိုးကြိုးပစ်ဒေတာဒီမြို့လေးကတော့တမျိုးလုံးမိဘစော်ကားထားသလားမရလားကိုမိုးကြိုးတွေနင်းကန်ပစ်တဲ့မြို့လေးပဲဖြစ်ပါတယ်။ဗင်နီဇွဲလားနိုင်ငံမှာတည်ရှိတဲ့ကာတာတန်ဘူမြို့ထဲမှာဆိုရင်အချိန်တိုင်းလိုမိုးကြိုးမုန်တိုင်းတွေဖြစ်ပေါ်နေတတ်ပါတယ်။တစ်နှစ်မှာရက်ပေါင်း260လောက်ကမိုးကြိုးတွေအဆက်မပြတ်ပစ်ခတ်နေတာပါ။မိုးရွာသည်ဆိုရင်အဲ့ဒီမိုးကြိုးမုန်တိုင်းတွေကမြို့ထဲကိုပါအဖျားခတ်လေးရှိတာကြောင့်မိုးရွာရင်အပြင်းအောင်ထွက်မရဘူးလို့ဆိုပါတယ်။ဒါကြောင့်မြို့ကစော်ကားထားတဲ့သူတွေရှိရင်ဒီမြို့ကိုရောင်လို့တောင်သွားမလဲကြဘူးအကြံပေးကြ။နံပါတ်5အမှားဘူးရွာအမှားဘူးလေးတွေမွေးတယ်ဆိုတာအလွန်ရှားပါတဲ့ဖြစ်စဉ်လို့ပြောလို့ရပြီးတော့လူတစ်ထောင်မှာ2ယောက်လောက်ပဲမွေးနိုင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အိန္ဒိယနိုင်ငံကရွာလေးတရွာကတော့ရွာလုံးကျုံနီးပါးကိုအမှားဘူးတွေမွေးကြတာပါ။မိမတယောက်ဘိုက်ကြီးပြီးဟေးဆိုရင်ဘေးရင်ဟောစရာမလိုဘဲနဲ့ကိုအမှားဘူးမွေးမယ်ဆိုတာကိုတန်းသိနိုင်ပါတယ်။ဒီလိုအရာကပုံမှန်မဟုတ်တဲ့ကိစ္စတစ်ခုဖြစ်လို့ပညာရှင်တွေလည်းခေါင်းကြီးဆိုင်ခဲ့ကြပေမဲ့ဘလို့မှအဖြေရှာလို့မထွက်ခဲ့ပါဘူး။တေချာတာတစ်ခုကတော့ဒီရွာကိုသွားလိမ့်မယ်ဆိုရင်တော်တော်လေးတော့မှတ်ဉာဏ်ကောင်းဖို့လိုရမှာဖြစ်ပါတယ်။အဆုံးလေးကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်